တကားတွေထက်အလူမီနီယံတကားတွေကိုလူတွေဘာကြောင့်ရွေးချယ်လာကြတာလဲအိမ်ဆောက်ပြီးဆိုတာနဲ့ကိုယ့်ရဲ့တကားလိုနေရာတွေလက်ရန်နဲ့ဝရဏလိုနေရာတွေအစုံအရင်တုန်းကလိုအသားတွေကျိုးတွေကိုအသုံးမပြုတော့ပဲအလူမီနီယံတွေကိုပဲအသုံးပြုဖို့လေ့လာကြတယ်။တက်တော့နဲ့ social media တွေမှာဆိုရင်လည်းအလူမီနီယံတကားအကြောင်းတွေကိုစုံစမ်းရှာဖွေကြပြီးကိုယ့်ရဲ့အိမ်အတွက်တက်ဆင်သုံးပြုလာကြပါတယ်။ဒီဗီဒီယိုလေးထဲမှာဆိုရင်ကိုယ့်ရဲ့အိမ်အတွက်အလူမီနီယံတကားလေးတွေကိုတက်ဆင်သုံးပြုလိုက်ပြီဆိုတာနဲ့ရရှိခံစားရမယ့်အကျိုးကျေးဇူးလေးတွေအဓိကကျတဲ့အားထားချက်လေးတွေကိုတစ်ချက်ချင်းစီ sharing လုပ်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အိမ်အတွက်အလူမီနီယံတကားတက်ဆင်သုံးပြုဖို့စဉ်းစားနေတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကတင်တွက်ပါပဲနော်နံပါတ်1အလူမီနီယံကရေဆိုခံပြီးမိုးရေဆိုထိုင်းမှုတွေကြောင့်ပုတ်ပွားသွားတာတွေလုံးဝမရှိပါဘူးနံပါတ်2အလူမီနီယံကပိုးထိုးတာတွေပိုးစားတာတွေတန်ကြီးတက်တာတွေလုံးဝမရှိတဲ့အတွက်ကြောင့်ကိုယ့်ရဲ့အိမ်မှာတစ်ခါတက်ဆင်လိုက်ပြီဆိုတာနဲ့နှစ်ကြာရှိတဲ့အထိအသုံးခံနိုင်ပါတယ်နံပါတ်3နေပူမိုးရွာယာဒီရိုဒဏ်တွေကိုကောင်းစွာခံနိုင်ရှိပြီးနေပူဒဏ်ကြောင့်ဖြစ်လာနိုင်တဲ့အလူမီနီယံသားအယောင်ပြေတာအယောင်ဖြော့တာတွေလုံးဝမရှိတဲ့အတွက်ကြောင့်စီးပြန်လိုက်စရာတွေအယောင်ပြန်တင်ရတာတွေလုံးဝမရှိလို့အချိန်နဲ့ကုန်ကျစရိတ်ကိုတတာစီပါတယ်နံပါတ်4အလူမီနီယံတကားလေးတွေကလေးလံမှုနဲ့ပြီးပေါ်ပါမှုရှိရဲခိုင်ခန့်မှုလည်းရှိပါတယ်။ဒါကြောင့်အိမ်တွင်း partition အဖြစ်အသုံးပြုထားတဲ့ sliding door တွေ open door တွေနဲ့ folding door တွေကိုအဖွင့်ပြုလုပ်တဲ့အခါမှာတတောင့်တတာနဲ့ smart ကြဖြစ်စေနိုင်ပါတယ်။နံပါတ်5အလူမီနီယံတကားလေးတွေကတန်ရှင်းလို့ရတာလွယ်ကူစေပါတယ်။ဒါကြောင့်တန်ရှင်းလို့ရခက်မှာတွေကိုလုံးဝစိတ်ပူစရာမလိုပါဘူးเนาะ။နံပါတ်6 lock system တွေကောင်းမွန်ပြီး stone frame နဲ့ temper glass တွေကြောင့်လည်း 100% safety ဖြစ်ပြီးကိုယ့်ရဲ့ security ကိုပုံမကောင်းမွန်မြင့်တက်စေပါတယ်။နောက်ဆုံးအချက်ဖြစ်တဲ့နံပါတ်9အလှပပိုင်းမှာကိုယ့်ရဲ့အိမ်ကို modern look ဖြစ်ချင်တယ်ဆိုရင်လည်းအလူမီနီယံမှာကဒီဇိုင်းမျိုးစားစုံလေးရှိရကြောင်း modern look ဖြစ်အောင်အပြည့်အဝ support ပေးနိုင်ပါတယ်။ဒါမှမဟုတ်ကိုယ့်ရဲ့အိမ်ကပြန်လည်ရောင်းချဖို့အတွက်ဆိုရင်လည်းဒီဇိုင်းပုံမလှပနေမှုကြောင့် resale value ကိုပုံမတိုးတက်စေနိုင်ပါတယ်နော်။ကဲတင့်အိမ်အတွက်လှပမှုကြာရှည်ခံမှုနဲ့တန်ဖိုးမြင့်တက်မှုအလုံးကိုတခါတည်းရကျင်တယ်ဆိုရင်တော့အလူမီနီယံတကားလေးတွေကိုဒါရွေးချယ်အသုံးပြုလိုက်ဖို့ကြံပေးချင်ပါတယ်နော်။